ပြောရမယ်ဆိုတော့ရဲပေါ့ကွာမို့ကောင်းတာပေါ့တောင်းရနေပြီးတော့နေတော့ညတော့တွေဖြစ်ကိုအဲ့မှာပလက်ချက်သွားပကိုယ်ကိုမှလည်းပြန်ကြည့်ရင်လည်းအလိုမြင့်ကိုဒီຢာတွေဆိုဟောက်ပဲ့အကုန်လုံးအဲ့လိုဖြစ်ချင်လို့ဖြစ်ပြီးတော့အဲ့လိုတီဗီတကယ်ချင်းပေါင်းတင်းနေရလဲအကုန်လုံးကသွားပြီမြင်ရဒီခေါက်တော့သွားပြီဘာလို့ကိုကတေတင်းကထွက်လာတယ်အချင်းချင်းအသေး6တယ်ရေဖြင်းဆွဲတယ်အရေးကြောင်ပဲအဲ့လိုဖြစ်တော့ဒီခေါက်တော့သွားပြီဒီအောင်တော့ဆိုဒီချင်းကြီးပြန်ဖြစ်တာပဲကိုလွင်မိုးကပထမတစ်ချိန်သွားစစ်တော့ကိုအဲ့တစ်ဆက်မှမတော့အောင်ဆိုတဲ့အချိန်တည်းခင်ဗျားရက်ပြန်တော့ကြည့်ခင်ဗျားရက်ပြန်တော့ခင်ဗျားတေလဲကျွန်တော်မလာဘူးခင်ဗျားမျက်နှာကိုလည်းကျွန်တော်လာမကြည့်ဘူးခမန့်ကျွန်တော်တက်ပြီအဲ့ကြရပြန်တော့သူလည်းမနေနိုင်ပါဘူးလူတက်လာအဲ့ဒါပေါ့ပြီးရနှစ်ပတ်သုံးပတ်လောက်ကလာသေးတယ်ဟာသူကအရန်ကျင်တော့ဝါခန့်တော့မှပြန်ဖြစ်သွားတယ်ရင်းတော့လည်းပြန်ဖြစ်သွားတယ်ဒါရင်းတော့လည်းဒါပြန်ဖြစ်လို့မလုပ်ပါဘူးလို့မတော့ချင်တော့ဘာလို့ကိုယ်လည်းကိုလည်းအာနာတော့ကိုကုပဲကိုကြောင့်ပင်ပန်းခဲ့ရတဲ့လူလည်းအရန်အာနာပြည်သက်ကိုလည်းအာနာတိတ်လည်းအသက်ကအခုဆို62နည်းနီးပြီပေါ့နော်ဗီဇာတော့မကြသေးဘူးဗီဇာကြပဲမဲ့လေတော်အကြောင်းမျိုးကြောင့်နည်းနည်းတက်တန်းတိုးလို့ရနေသေးတယ်အကောင်းဆုံးပြောင်းနေရမှာပေါ့နော်တော့ကိုရောရဘယ်ချိန်ဘာသာပြင်လို့ဆိုမသိဘူးတဲရတခုထဖောက်တခုထဖောက်ခောက်ကနေဖြစ်သွားတာ